တ်မှာကြောက်စရာကောင်းတဲ့မာဖီးယားဂိုင်းစတားခေါင်းဆောင်တစ်ယောက်နေဘက်မှာတော့အေးဆေးတည်ငြိမ်တဲ့အထက်တန်းကျောင်းဆရာတစ်ယောက်အဖြစ်အသွင်ယူထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ဆရာအသစ်လေးဟာကျောင်းမှာအဆိုးဆုံးနဲ့ဆရာတွေအကြောက်ဆုံးဖြစ်တဲ့အတန်းကိုတာဝန်ယူလိုက်ရပါတယ်။အတန်းလေးရောက်တဲ့အခါကျောင်းသားတွေကစာသင်ခန်းထဲမှာဟောပေါ်ချက်စားတာ live လွှင့်တာပင်ပေါင်ကစားတာတွေလုပ်နေကြပါတယ်။ကျောင်းသားတစ်ယောက်ကသူ့ကိုပင်ပေါင်ရိုက်တံနဲ့ပြစ်ပေါက်လိုက်ပေမဲ့ဆရာကအလွယ်တကူဖမ်းပြီးတင်မိုးမှာစိုက်သွားအောင်ပြန်ပစ်ပြလိုက်ပါတယ်ပြီးတော့သူကဒေါသမထွက်ပဲအေးဆေးပဲမိတ်ဆက်လိုက်ပါတယ်အတန်းထဲကခေါင်းဆောင်လုပ်တဲ့ကျောင်းသားကစာတင်တာအလကားပဲအခုခေတ်မှာဂိုင်းစတားတွေကမှတကယ်အနိုင်ရတဲ့သူတွေလို့ပြောပြီးစိန်ခေါ်ပါတယ်သူတို့ဆရာကတကယ်ဂိုင်းစတားဆိုတာကိုသူတို့မသိကြပါဘူးဆရာကသူတို့ကို9 ရက်အတွင်းသူ့ကိုအဆက်ခွဲနိုင်ရင်ကျောင်းကထွက်သွားပေးမယ်မလုံနိုင်ရင်တော့စာသေးချလုပ်ရမယ်ဆိုပြီးအလောင်းစားလုပ်လိုက်ပါတယ်တကားပေါ်မှာဂျုံမှုခွက်တင်ထားပေမဲ့ဆရာကအေးဆေးပဲတကားကိုဖွင့်ပြီးထီးတင်ဆောင်လိုက်တဲ့အတွက်ကျောင်းသားတွေပဲဂျုံမှုန့်တွေပေးကြံကုန်ပါတယ်ဒေါသထွက်ပြီးပစ္စည်းတွေနဲ့ဝိုင်းပေါက်ကြပေမဲ့ဆရာကအလွန်မြန်ဆန်တဲ့နှုံးနဲ့ထီးကိုသုံးပြီးအကုန်ကာကွယ်သွားပါတယ်ထိုင်ကုန်မှာကော်ရီတုတ်ထားပေမဲ့ဆရာကခုံပေါ်မထိုင်ပဲလေထဲမှာထိုင်တဲ့ပုံစံ horse stance နဲ့အေးဆေးနေပြပါတယ်ပြီးတော့စိန်ခေါ်တဲ့ကျောင်းသားကိုအဲ့ဒီခုံပေါ်ဆွဲထိုင်ခိုင်းလိုက်တဲ့အတွက်ကောင်လေးထားလိုက်ချိန်မှာဘောင်းဘီပြဲသွားပြီးအဆက်ကွဲသွားပါတယ်အားကစားချိန်မှာ3 မှတ်တန်ဘတ်စကတ်ဘောပစ်ဖို့စိန်ခေါ်ရမှာလဲဆရာကအလွယ်တကူပဲ3 လုံးဆက်တိုက်အပိုင်ပစ်သွင်းပြီးအနိုင်ရသွားပါတယ်နောက်ဆုံးမှာကျောင်းသားတွေကဆရာကားအောင်မှာဘုံတူထောင်ပြီးရိုက်ကူးဆောက်နောက်ကြပါတယ်ဒါပေမဲ့ဆရာကကားပေါ်တက်ပြီးချင်းပဲအလန့်တကြားပြန်ဆင်းလာပြီးအားလုံးဝင်နေကြလို့အော်ပြောပါတယ်အဲဒီနောက်မှာတော့ကားကတကယ်ပဲပောက်ကွဲသွားပါတော့တယ်